ဒီနေ့တော့ဘဝမှာပထမဆုံးလုပ်ဖြစ်ခဲ့တဲ့ treatment တစ်ခုအကြောင်းကို share လုပ်ပေးမှာဖြစ်ပါတယ်။ဒီ treatment ကကျန်းမာရေးရှုထောင့်အရာကြည့်မယ်ဆိုရင်ကောင်းကျိုးတွေအများကြီးရှိတာမို့လို့ဗီဒီယိုလေးကိုစုံတဲ့အထိကြည့်ပြီးကြနော်။ treatment လေးကိုတော့သင်္ကန်းကျွန်းမြို့နယ်ရေသနာလမ်းမကြီးပေါ်မလိခအိမ်ယာမှာရှိတဲ့ Excellent Aesthetic Clinic မှာယူဖြစ်ခဲ့တာပါ။ Excellent Aesthetic Clinic ကလှပနဲ့ပတ်သက်လို့ရှိရင်ခေါင်းစချီအစုံတနေရာထဲမှာအဆင်ပြေနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုလိုမျိုး X-ray ကအစာရိုက်နိုင်တဲ့သွားနဲ့ပတ်သက်တဲ့ကုသမှုတွေကိုလည်းသက်သက်ရှင်းရှင်းကြကြဝန်းနဲ့ယူလို့ရတယ်။နောက်ပြီးတော့ aesthetic ဘိုင်းမှာဆိုလို့ရှိရင်လေ facial အတွက်ရော body အတွက်ရောနောက်ဆုံးပေါ် treatment အမျိုးအစားစုံတွေကိုရနိုင်တာဖြစ်တဲ့အတွက်ကြောင့်ပါ။စေကံတော်တော်ကျယ်ဝန်းပြီးတော့အပေါ်မှာလည်း3တက်တောင်ရှိပါတယ်။ညီညီတက်တဲ့ပထမတက်ကတော့တန်တယ်ပိုင်းနဲ့ပတ်သက်လို့ကုသမှုတွေခံရတဲ့နေရာလေးဖြစ်ပါတယ်။တကယ်ကိုတန်ရှင်းသက်ရက်ပြီးကြကြဝန်းရှိတဲ့စက်ပစ္စည်းကိရိယာတွေလည်းစုံနေတာကိုတွေ့ခဲ့ရပါတယ်။ဈေးကရဲ့အပေါ်နှစ်ချက်ကတော့ aesthetic treatment တွေယူတဲ့နေရာလေးဖြစ်ပါတယ်။ aesthetic clinic ရဲ့ထုံးစံအတိုင်းပဲတန်ရှင်းသက်ရက်မှုပြန့်ပြီးတော့လေဝင်လိုက်တာနဲ့အဲ့လိုကောင်းမွန်တဲ့ခံစားချက်လေးရပါတယ်။နောက်ပြီး treatment အမျိုးအစားတွေအနေနဲ့ဆိုလို့ရှိရင်လေ facial အတွက်သာမကဘဲနဲ့ body အတွက်ပါအခုနောက်ဆုံးပေါ်treatment အမျိုးအစားတွေစုံစုံလင်လင်တနေရာထဲမှာရနိုင်တာဖြစ်ပါတယ်။တွေ့ရတဲ့အတိုင်းပဲ filler treatment တွေ botox treatment တွေ collagen treatment လိုမျိုးတွေလည်းအများကြီးရတယ်။ eye နဲ့ပတ်သက်တဲ့ treatment တွေ ဝက်ချန်နဲ့ပတ်သက်တဲ့ treatment လေးတွေပြီးတော့အသားရည်လေးကိုလေတင်းရင်ကြည်လင်ပြီး glow အောင်လုပ်လို့ရမယ့် treatment အမျိုးအစားတွေလည်းအများကြီးအစုံရှိပါတယ်။မိထားလို့မရတဲ့ high food treatment တွေလည်းရှိတယ်။ပြီးတော့ခုနောက်ပိုင်းစိတ်ဝင်စားလာကြတဲ့ weight loss နဲ့ပတ်သက်တဲ့ treatment တွေကိုလည်းအများကြီးရှိပါတယ်။ hair loss treatment အစားရှိတာကိုလည်းတွေ့ခဲ့ပါတယ်။ဒါကတော့ဆုလက်ဒီနေ့ယူမယ် EMS treatment လေးဖြစ်ပါတယ်။ဒီ treatment ကအင်တော်ရှင်မျိုးသမီးတွေနဲ့ကလေးမွေးထားလို့တိမ်အားနေနေတဲ့သူတွေအတွက်ယူသင့်တဲ့ treatment မျိုးစားလေးဖြစ်ပါတယ်။နောက်ပြီးတော့ wedding လုပ်တော့မဲ့ couple လေးတွေအတွက်တကယ်ကိုအဆင်ပြေစေမယ့် package လေးလည်းရှိပါတယ်။ Prince Princess နဲ့ King Queen ဆိုပြီးတော့ package အမျိုးအစားလေးခွဲထားပါတယ်။မင်္ဂလာဆောင်မတိုင်ခင်မှာအသားရည်လေးချုံးမွေအောင်လို့ဒီ package လေးနဲ့ treatment လေးယူလို့ရပါတယ်ရှင်။ဒီလောက်ကတော့ treatment မယူခင်ဒေါက်တာနဲ့အရင်ဆုံးတွေ့ပြီးတတိချာချာလေးဆွေးနွေးမှုခံယူပါမယ်။ EMS ချဲလို့ခေါ်တဲ့ဒီ treatment လေးက hyphen နည်းပညာလျှက်စစ်တန်လိုင်းကိုအသုံးပြုပြီးတော့ရော်ရဲနေတဲ့တင်ပစုံဝင်းကြွက်သားတွေကိုပြန်ပြုပြင်ပေးတာပါအဓိကအဖြစ် collagen ထွက်နှုန်းကိုလှုံ့ဆော်ပေးပြီးတော့တင်ပစုံမွေးလန်းချောင်းနဲ့စီးလန်းချောင်းတစ်လျှောက်ကရော်တွဲနေတဲ့အောက်ပိုင်းကြွက်သားတွေကိုပြန်တန်ဆွမ်းတင်းရင်းစေတာဖြစ်တဲ့အတွက်အင်အောင်ရှင်မျိုးသမီးတွေကလေးမွေးထားလို့တိမ်အားနေတယ်လို့ခံစားနေရတဲ့သူတွေအသက်ကြီးလာလို့စီးမထိန်နိုင်တဲ့သူတွေအတွက်တကယ်ကိုတင့်တော်ပါတယ်ဒီ treatment ယူဖို့နည်းလမ်းကလည်းတော်တော်လွယ်ကူရိုးရှင်းပါတယ်အခုဆက်လေးပေါ်မှာတတောက်တက်တာလေးနဲ့အချိန်နိုင်ဝက်လောက်ထိုင်ရုံပါပဲတခုရှိတာက electromagnetic wave ကိုသုံးထားတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်မှာဝတ်ဆင်ထားတဲ့ accessory တွေတော့မတိုင်ခင်မှာချွတ်ပေးရမှာဖြစ်ပါတယ်ဒီဆက်ပေါ်မှာအခုလိုမျိုးလေးအချိန်နိုင်ဝက်လောက်ထိုင်လိုက်ပြီဆိုတာနဲ့သူ့ရဲ့ဆက်မှာပါတဲ့ electromagnetic wave တွေကခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေကိုလှုံ့ဆော်ပြီးတော့ပြန်ပြီးတင်းရင်းစီမှာဖြစ်ပါတယ်ဒီဆက်လေးပေါ်မှာတစ်ဆက်ရှင်စာအချိန်တိုင်းဝက်လောက်ထိုင်လိုက်တာနဲ့ရော်တွဲနေတဲ့အောက်ပိုင်းကြွက်သားတွေကိုပြန်တန်ဆွမ်းစေဖို့အတွက်လုပ်လို့ရှိတဲ့ Kegel exercise အချိန်1000လောက်တာနဲ့ညင်ညာတယ်ဆိုပြီးတော့လည်းသိရပါတယ်ဒီ treatment ကိုတစ်ပတ်ကိုတစ်ချိန်၄ချိန်ဆက်တိုက်ယူမယ်ဆိုလို့ရှိရင်တော်တော်သိတာတဲ့ result ရမှာဖြစ်ပါတယ်အချိန်တိုင်းဝက်လောက်အတွင်းမှာစာအုပ်လေးဖတ်လိုက် coffee လေးတောက်လိုက်မုန့်လေးစားလိုက်နဲ့တတောက်တက်လေးနဲ့ပဲဒီ treatment လေးရပြီးသွားပါတယ်ဆိုတော့ခုယူဖြစ်တဲ့ EMS treatment လေးကအင်အောင်ရှင်အမျိုးသမီးတွေနဲ့အသက်ကြီးပိုင်းအမျိုးသမီးတွေအတွက်တည်းမကဘဲနဲ့တချို့သောစီးမထိန်နိုင်တဲ့ပြဿနာရှိတဲ့အပြိုလေးတွေလည်းယူလို့ရတယ်။နောက်ပြီးတော့စီးချိတ်ကြီးပြီးစီးမကြခဏသွားတတ်တဲ့အမျိုးသားတွေလည်းယူလို့ရတဲ့ treatment လေးဖြစ်ပါတယ်။ဒီတော့ကျမရဲ့ရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေအများကြီးရှိတာမို့လို့ပထမဆုံးယူဖြစ်ခဲ့တဲ့ဒီ treatment လေးကိုအားလုံးသိရလို့ share လုပ်ပေးလိုက်တာဖြစ်ပါတယ်။အသေးစိတ်သိချင်တယ်ဆိုရင်တော့ Excellent Aesthetic Clinic ရဲ့ Facebook page မှာတွားရောက်ပြီးတော့မေးမြန်းလို့ရပါတယ်ရှင်။ဗီဒီယိုလေးကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာအားလုံးနဲ့ပြန်ဆုံတွေ့ပါအောင်ရှင်